အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ transition stage လို့ခေါ်တဲ့ကျွန်တော်တို့ဂျားကာလကူးပြောင်းကာလအကြောင်းကျွန်တော်ပြောပြခြင်းနေပေါ့နော်ဒီဂျားကာလဆိုတဲ့အိဗေကဘာလဲဆိုတော့ကျွန်တော်တို့နိုဇာနမကြီးမမွေးခင်3ဘက်အလိုနဲ့နိုဇာနမကြီးမွေးပြီး3ဘက်အဲ့ဒီ6ဘက်မှာကျွန်တော်တို့အာဟာရကိုဒီအကူးပြောင်းကာလကိုကျွန်တော်တို့အာဟာရအပြောင်းလဲကိုကျွန်တော်တို့ကင်တွယ်တဲ့အချိန်ပေါ့နော်ဒီ transition stage လောက်ရတဲ့အကြောင်းရင်းကကျွန်တော်တို့တရေသားကအရန်ကြီးလာတယ်ဒီနှုတ်ရထုတ်တဲ့ gland တွေလည်းဖွံ့ဖြိုးလာတယ်အဲ့ဒီအချိန်မှာမိခင်စီကနေပြီးတော့မှအာဟာရတွေကအများကြီးလိုလာတယ်နှုတ်ကနေနှုတ်ထုတ်ဖို့ cholesterol လုပ်ဖို့အဲ့လိုလိုလာတယ်ပေါ့နော်ပြီးရင်နိုဘေးကာလမှာလိုအပ်ချက်တွေနဲ့ရရှိတဲ့ energy မျှတမှုရှိဖို့ကြိုပြီးတော့ကျွန်တော်တို့ကပြင်းသင့်တာပြင်ရမယ်ပေါ့နော်တကယ်လို့နိုဘေးကာလရောက်လာတဲ့အချိန်မှာenergy လိုလာတယ် calcium တွေလိုလာတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဝုန်းဝန်းလေးလိုအပ်လာတဲ့အချိန်မှာကျွန်တော်တို့ကနှုတ်ခမ်းကာလမှာကျွန်တော်တို့ကဒီအမြင်တက်များများ forage အစာချမ်းများများကျွေးပြီးတော့မှကျွန်တော်တို့ကနှုတ်ခမ်းကာလမှာစာနုနည်းနည်းပဲကျွေးတဲ့စနစ်လောက်ထားတာဆိုတော့ကြတော့အဲ့လိုကနေပြီးတော့မှကျွန်တော်တို့ကနိုဘေးကာလမှာတခါတည်းကြီးအစာနုတွေတခါတည်းပုံကျွေးပလိုက်မယ်ဆိုလို့ရှိရင်ဒါကဒီ normal ကြီးတွေ stress ပြီးစရာတွေဖြစ်လာမယ် metabolic disorder တွေဇီဝကိုရင်းဇီဝချိုးယွင်းမှုတွေဖြစ်လာမယ် hormonal ချိုးယွင်းမှုဖြစ်လာနိုင်တယ် immune suppress တွေဖြစ်လာနိုင်တယ်အားကြောင့်မလို့ကျွန်တော်တို့ကဒီနမကြီးမမွေးခင်3ဘက်လိုကနေစပြီးမှဒီအစာကိုတခါဖြည်းဖြည်းချင်းပြန်ပြောင်းရမယ်ပေါ့နော်ဒီမှာ तू က transition stage ရောက်ခါနီ3ဘက်ပေါ့နော်3ဘက်လိုမမွေးခင်3ဘက်လိုမှာနမကြီးကစားတော့ဖြည်းဖြည်းနဲ့ကြာလာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအသေးချာ queue site ကျွေးဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့အဲ့လို DMA ကြတဲ့ချိန်မှာစားနှုံးကြတဲ့ချိန်မှာ तू ကနမကြီးကအဲ့လိုစားနှုံး DMA မစားကျင်တော့တဲ့အချိန်မှာ तू ကခန္ဓာကိုယ်မှာအဲ့နမကြီးကမစားတော့လဲပဲခန္ဓာကိုယ်ကကြတော့တရေသားအတွက်နှုတ်ဖွံ့ဖြိုးအတွက်ကအမြဲတမ်းသုံးနေတာဆိုတော့နမကြီးရဲ့ခန္ဓာကိုယ်မှာတူလောင်ထားတဲ့ဒီ calcium တို့အဆီတို့အဲ့ကနေပြီးမှယူသုံးပြတာအဲ့လိုဆိုတော့ကြာအဲ့ဒါမျိုးကိုကျွန်တော်တို့ကခန္ဓာရှိအောင်လို့ဒီ transition stage မှာကျွန်တော်တို့ကဒီအစားအစာကိုတေချာ queue site ပြီးကျွေးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကနှုတ်ခမ်းကာလမှာနမကြီးတွေကိုအမြင်တက်များများအစာချမ်းများများကျွေးပြီးမှဒီအစာနှုတ်နည်းနည်းပဲကျွေးခဲ့တာကိုအဲ့အချိန်မှာကျွန်တော်တို့ကနှုတ်ဘေးကာလမှာကြတော့အစွမ်းအင်တက်များများအစာနှုတ်များများပူကျွေးရမှာဆိုတော့ကြတော့အဲ့ဂျားကာလကိုကျွန်တော်တို့ကဖြည်းဖြည်းချင်းပြောင်းသွားနိုင်အောင်လို့ကျွန်တော်တို့ကလုပ်ပေးရမှာအဲ့ဒါ transition stage လို့ခေါ်ပါတယ်ဗျနမကြီးကတဖြည်းဖြည်းနဲ့နှုတ်အောင်ကြီးကြီးလာတယ်ဗျအဲ့ဒီအချိန်မှာဒီအစာအိမ်ကလည်းပဲစမြုပ်ပြန်တဲ့အစာအိမ်ကလည်းပဲတဖြည်းဖြည်းနဲ့ဒီနိုဘေးကာလမှာကျွန်တော်တို့ကစာနှုတ်များများလက်ခံမှာဆိုတော့ကြတော့အဲ့ဘက်ကိုဖြည်းဖြည်းချင်းပြောင်းနိုင်အောင်အစာအိမ်ကိုပြောင်းပေးရတယ်ဗျစာအိမ်ထဲမှာရှိတဲ့စာအိမ်ရဲ့ဒီစမြုပ်ပြန်စာအိမ်ရဲ့အရွယ်အစားကြွက်သားထူတွေပြီးရင်သူရဲ့စာအိမ်မှာရှိတဲ့ပပလီလို့ခေါ်တဲ့အဲ့လိုမျိုးအမြင်အဲ့လိုမျိုးဟာလေးအဲ့ဒါလေးပြီးလို့ရှိရင်ဒီအိုက်ကစမြုပ်ပြန်စာအိမ်ထဲမှာရှိတဲ့microbe လို့ခေါ်တဲ့အဲပိုးမွှားလေးတွေရဲ့ရေတွက်တွေအဲ့ဒါတွေကိုကျွန်တော်တို့ကထိန်းညှိနိုင်မှုကျွန်တော်တို့ဖြည်းဖြည်းချင်းပြင်းယူရတာအဲ transition stage မှာအဲ့ဒါကြောင့်ကျွန်တော်တို့က transition stage မှာဆိုလို့ရှိရင်တီချာ queue site ပေးရတယ်နမကြီးကိုတက်တောင့်ထားဖြစ်အောင်ထားပေးရမယ် stress တွေမရအောင်ထားပေးရမယ်ယောဂပိုးမွှား queue site ရမယ်ဒီ metabolic disorder တွေမဖြစ်အောင် calcium လိုမျိုး DCB ပေါ့နော် phosphorus လိုမျိုးအဲ့လိုမျိုးတွေကိုကျွန်တော်တို့ချိန်ဆပြီးတော့မှစပြီးကျွေးမယ်ပေါ့နော်ဒီနိုဘေးကာလမတိုင်ခင်ကလေးမမွေးခင်2ပတ်လို့တောင်းလို့3ပတ်လို့မှအဲ့လိုကျွေးမွေးတယ်စပြီးကျွေးမွေးတယ်ပေါ့နော်စပြီးမှဖြည်းဖြည်းချင်းတိုးလို့ပြီးကျွေးမွေးလာတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ transition stage လို့ခေါ်တယ်ပေါ့နော် transition stage မှာမွေးကနေမမွေးခင်2ပတ်လို့မှ तू ကဟော်မုန်းပြောင်းလဲရလဲဖြစ်တယ်ဗျဘာလို့ဆိုတော့ဒီကလေးမွေးဖို့အတွက်ဒီဟော်မုန်းပြောင်းလဲတွေဖြစ်တယ်နမကြီးကဒီကလေးမွေးဖို့အတွက်ကလေးအတွက်နိုးမှာနိုးကြီးထိုးလို့ဖို့အတွက်ကိုလိုစထရိုထိုးလို့ဖို့အတွက်လိုအပ်တဲ့ဟာတွေကိုဆွဲယူသုံးဆွဲတာမျိုးတွေသူကခန္ဓာကိုယ်မှာဖြစ်တာဆိုတော့ကျတော့ဟော်မုန်းပြောင်းလဲရတယ်ဖြစ်တယ်ဗျအဲ့လိုဟော်မုန်းပြောင်းလဲဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကသေချာမကင်တွယ်လို့ရှိရင်ဒီကိုရင်းဇီဝမှာချွေးမှုဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့နှုတ်ရောင်နာတွေတို့ hypocalcemia ဆိုတော့ဒီ calcium ချို့တဲ့တာတွေအဲ့လိုဖြစ်နိုင်တယ်ပေါ့နော်ပြီးရင်တိမ်ရောင်နာတွေအဲ့လိုမျိုးဖြစ်တတ်တယ်မလို့
ဒါဆိုလို့ရှိရင်ကလေးလေးမွေးလာပြီပေါ့နော်ကျွန်တော်က transition stage မှာကောင်းကောင်းကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့အတွက်ကြောင့်ကလေးကတန်တန်မာမာနဲ့မွေးဖွားလာတယ်ပေါ့နော်ပြီးရင်ဒီနမကြီးလေးလန်းလန်းဆန်းဆန်းပဲရှော့ရှော့ရှူရှူပဲကလေးကိုမွေးတယ်ပေါ့နော်တားပြတ်တာရှော့တာမဖြစ်တော့ဘူးနှုတ်ရောင်ချင်းပြူချင်းလည်းမရှိဘူးဒါကျွန်တော်တို့ transition stage မှာကောင်းကောင်းပြုစုစောင့်ရှောက်ခဲ့တဲ့အတွက်ကျေးဇူးအကျိုးကျေးဇူးပေါ့နော်ဒါတော့ကျွန်တော်တို့ကလေးမွေးပြည့်ချိန်မှာကျွန်တော်တို့နိုဘေးကာလာရောက်လာပြီဆိုတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့အစာနှုတ်တွေပေါ့နော်တဖြည်းဖြည်းချင်းတိုးကြွေလာတယ်ပေါ့ကျွန်တော်တို့ကတော့ရှိတဲ့အားတော့ဖွဲတို့နဘတ်တို့ဒါတွေကပေါ်တာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်စာတွေရှိမယ်ပေါ့နော်ဆက်စာကတော့သူအဆုံးပါတာပေါ့အဲ့လိုဟာမျိုးကျွန်တော်တို့ကကျွေးတယ်ဗျတဖြည်းဖြည်းချင်းတိုးကျွေးသွားတာပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့အစာရင်ကျင့်ယူရတာပေါ့အဲ့ဒါလို့ရှိရင် तू ကဒီမွေးပြီးမှချက်ချင်းကြီးအဲ့လိုမျိုးအများကြီးထကြွေးလို့မဖြစ်ဘူးဗျသူကဘာလို့ဆိုတော့ကြတော့လိုအပ်တာနမကြီးကဒီကလေးမွေးကနှစ်ပတ်လောက်လိုကြတဲ့သူကခန္ဓာကိုယ်ကကလေးမွေးဖို့အတွက်ပြီးလို့ရှိရင်နှိုးရီထိုးဖို့အတွက်ဆွဲယူသုံးဆွဲနေတာစနေပြီအဲ့အချိန်မှာကျွန်တော်တို့ကအစာရအဲ့အချိန်မရောက်ခင်မှာကြိုပြီးတော့မှဖြည်းဖြည်းချင်းကျွန်တော်တို့ကတခါပြန်ပြီးတိုးကျွေးလာတာဗျအဲ့ဒါကိုကျွန်တော်တို့ transition stage လို့ခေါ်တယ်ပေါ့နော် transition stage ကမွေးပြီးနှစ်ပတ်လောက်ထိအဲ့လိုကျွေးရတယ်ဗျဖြည်းဖြည်းချင်းအဲ့လိုတိုးကျွေးပြီးတော့မှနှစ်ပတ်လောက်ရှိကမှဒီ transition stage ကဖြည်းဖြည်းချင်းပုံမှန်ဆင့်ကိုရောက်သွားတာပေါ့နော်ဘာလို့လဲဆိုတော့ဒီနှစ်ပတ်အတော်တွင်နမကြီးကနိုးဘက်ကလည်းရမ်းထုတ်တယ်ပေါ့နော်သူခန္ဓာကိုယ်ကလေးကလည်းနိုးအရမ်းဆိုးတဲ့အချိန်ဆိုတော့အဲ့အချိန်မှာနမကြီးက energy စွမ်းရည်နေအဲ့လိုမျိုးအများကြီးထုတ်သုံးရတယ်ပေါ့နော်သူရဲ့တော်လာလှရှားဖို့ရောကလေးနိုးဆိုးဖို့ရောအများကြီးထုတ်သုံးတာမလို့အဲ့အချိန်မှာကျွန်တော်တို့ကအဲ့လိုမျိုးကောင်းကောင်းထုတ်သုံးနိုင်အောင်ဆိုပြီးတော့မှ transition stage ဆိုပြီးတော့မွေးခင်နှစ်ပတ်သုံးပတ်လိုကနေစပြီးတော့မှဖြည်းဖြည်းချင်းကျွန်တော်တို့ကစာကိုပြန်ပြီးတော့မှတိုးကျွေးလာတဲ့ stage ပေါ့နော်။နိုးသားနောက်မွေးမြူရေးမှာကဘယ်ရမဆိုပဲအဲ့လိုမျိုးအစီအစဉ်နဲ့စနစ်တကျတွက်ချက်ပြီးတော့လုပ်ရတာဗျ။အခုဖြစ်ချင်လို့အခုထပ်လို့မရဘူးပေါ့နော်။အခုလိုမျိုးကျွန်တော်တို့စနစ်တကျ transition stage ကိုကင်တွယ်မယ်ဆိုလို့ရှိရင်နမကြီးလည်းကြမ်းကြမ်းမာတက်တောင့်တက်တာရှိမယ်။နကလေးလည်းကြမ်းကြမ်းမာတန်မာရှိမယ်။ပြီးရင်ကျွန်တော်တို့နှုတ်ထွက်နှုံလည်းကောင်းမယ်။တင်းရောင်နာတွေနှုတ်ရောင်နာတွေအချင်းကြံနာတွေအဲ့လိုမျိုး side effect တွေလည်းမရှိဘူးပေါ့နော်အဲ့လိုနည်းနဲ့ကျွန်တော်တို့က transition stage ကိုကောင်းကောင်းကင်တွယ်ပြီးတော့မှဒီလုပ်ငန်းကိုဒီလိုလဲပတ်ရတာပေါ့နော်အဲ့ဒါကိုကျွန်တော်ကကျွန်တော်အခုကျွန်တော်ခြံမှာလုပ်နေတဲ့ဟာလေးကိုတွေ့ကြုံလေးကိုပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ဗျအင်ဂျယ်တဲ့သူနာမည်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ